Bismillahirrahmanirrahim ဒီ Al Jazeera သတင်းဌာနရဲ့ဖော်ပြချက်အရပေါ့ဒီအစ္စရေးစစ်တပ်ဟာဒီ Hamas ဘက်ကနေပြီးတော့အမေရိကန်သမ္မတ Donald Trump ရဲ့ဒီငြိမ်းချမ်းရေးအဆိုပြုချက်ကိုဆွေးနွေးဖို့လက်ခံသဘောတူညီလို့ထုတ်ပြန်ပြီးတဲ့နောက်ပိုင်းမှာတင်အစ္စရေးဒီစစ်တပ်ကဂါဇာမြို့မှာရှိတဲ့ဒီ Tel Hawa နဲ့ဒီ North ဆိုတဲ့ရက်ကွက်တွေကိုပြစ်မှတ်ထားပြီးတော့ဘုံကျဲတိုက်ခိုက်တာတွေရှိနေတယ်ဆိုပြီးဖော်ပြတယ်ဒီကမ္ဘာဒီလူခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ကလည်းအစ္စရေးအနေနဲ့ဒီလိုမျိုးဆက်စုံရွှေရှာပွဲကောင်းတဲ့စိတ်ရာဇဝတ်မှုတွေကျူးလွန်တာကိုချက်ချင်းရပ်တန့်ဖို့လိုအပ်တယ်ဆိုပြီးတော့ထုတ်ပြန်ထားတယ်ဒီဂါဇာမှာရှိနေတဲ့ဆေးရုံတွေရဲ့ဒီတရင်ရင်းမြစ်တွေအရာပေါ့ဒီကနေ့ဒီတနင်္လာနေ့မနက်စလို့ပေါ့ဒီဂါဇာမှာရှိဖြစ်တဲ့လူဦးရေက9ဦးထိရှိနေပြီအဲ့လိုပဲဒီဂါဇာမှာရှိနေတဲ့ဒီအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ဖော်ပြချက်တွေအရအစ္စရေးစစ်တပ်ဟာဒီဂါဇာတခွင်မှာရှိတဲ့နေရာတွေကိုပုံကျတိုက်ခိုက်နေတယ်အဲ့လိုတိုက်ခိုက်ခြင်းတွေကြောင့်ဒီဒဏ်ရာရတဲ့သူတွေရှိနေတယ်ဆိုပြီးတော့ဖော်ပြကြတယ်ဒီဂါဇာမှာရှိတဲ့ဆေးရုံတွေကလည်းအစ္စရေးရဲ့ဒီပြစ်မှတ်တာတိုက်ခိုက်တာကိုခံနေရတယ်ပေါ့အဲ့တော့ဒီဂါဇာရဲ့ဒီမီဒီယာရုံးပေါ့နော်အစိုးရမီဒီယာရုံးရဲ့ဖော်ပြချက်အရလက်ရှိအချိန်ထိအစ္စရေးရဲ့ဒီအောက်တိုဘာ9ရက်နောက်ပိုင်းကစလို့လက်ရှိအချိန်ထိအစ္စရေးရဲ့ဒီဘုံကျဲတိုက်ခိုက်မှုတွေလေကြောင်းရန်ဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့်ရှဟီဖြစ်တဲ့ဦးရေနဲ့ပျောက်ဆုံးဦးရေက96,639ဦးရှိတယ်ဆိုပြီးတော့ထုတ်ပြန်ထားတယ်အဲ့ဒီ9,000ကျော်ထဲမှာပျောက်ဆုံးတဲ့လူဦးရေက9,500ထိရှိနေတယ်ဆိုပြီးတော့ဖော်ပြထားတယ်ပြီးခဲ့တဲ့စနေနေ့နဲ့တနင်္ဂနွေနေ့2ရက်ထဲမှာတင်အစ္စရေးစစ်တပ်ကဒီဂါဇာဒေသဘက်ကိုလေကြောင်းတိုက်ခတ်မှု130နဲ့တစ်ကြိမ်ပြုလုပ်ခဲ့တယ်ဒီ130ကြိမ်လုံးကအရပ်သားပြည်သူတွေအများစုနေထိုင်တဲ့ဒီစစ်ဘေးရှောင်စခန်းတွေမှာဘုံကျဲတိုက်ခိုက်တာတွေလုပ်ခဲ့ခြင်းဖြစ်တယ်အဲ့ဒီအစ္စရေးရဲ့ဒီ2ရက်အတွင်းစနေနေ့တနင်္ဂနွေနေ့2ရက်အတွင်းဒီလေကြောင်းတိုက်ခိုက်မှု130နဲ့တစ်ကြိမ်မှာရှဟီဖြစ်တဲ့လူဦးရေက94ဦးထိရှိတယ်အဲ့ဒီ94ဦးထဲမှာဒီဂါဇာမြို့ပေါ်မှာရှဟီဖြစ်တဲ့လူဦးရေက62ဦးထိရှိခဲ့တာလက်ရှိချိန်ထိတော့အစ္စရေးကဒါဂါဇာမှာရှိနေတဲ့ဂါဇာရဲ့90%တိတိကိုသူကဖျက်ဆီးပြီးသွားပြီဘုံကျဲတိုက်ခိုက်မှုတွေသူလုပ်သွားပြီမနေ့ကပဲဒီဂါဇာမှာရှိနေတဲ့ဒီအဇာတက်တို့ကိုသူဘုံကျဲတိုက်ခိုက်တာတွေလုပ်ခဲ့တယ်စစ်ဖေးရှောင်စခန်းတွေကိုလည်းသူဘုံကျဲတိုက်ခိုက်ရလုပ်တယ်ဂါဇာရဲ့ဒီပမာဏဧရိယာနဲ့ပြောမယ်ဆိုရင်အစ္စရေးကဒီဂါဇာရဲ့90%တိတိကိုသူကဖျက်ဆီးပြီးသွားပြီဖြစ်တယ်အဲ့လိုပဲသူကဒီဂါဇာရဲ့80%တိတိကိုသူကစီးနှင်းတိုက်ခိုက်ပြီးတော့သူတိမ့်ပိုက်ထားပြီးဖြစ်တယ်အဲ့မှာရှိနေတဲ့ဒီပါလက်စတိုင်းပြည်သူတွေကိုနှင်ထုတ်တာတွေအဲ့လိုပဲပြစ်ခတ်မှုတွေပြုလုပ်တာတွေဘုံကျဲတာတွေကိုသူလက်ရှိအချိန်ကြီးသူလုပ်နေခြင်းဖြစ်တယ်အဲ့လိုပဲဒီအစ္စရေးစစ်တပ်ကဂါဇာဒေသကိုဘုံကျဲတိုက်ခိုက်တဲ့တန်ချိန်ပေါင်းဒီ2သိန်းနီးပါးရှိသွားပြီဖြစ်တယ်အဲ့လိုပဲအစ္စရေးကဂါဇာမှာရှိနေတဲ့ဆေးရုံပေါင်း38ခုတိတိကိုသူဘုံကျဲတိုက်ခိုက်တာတွေလုပ်ခဲ့တယ်အဲ့ဒီဆေးရုံ38ခုလုံးကလည်းလက်ရှိအချိန်တွေမှာဝန်ဆောင်မှုတွေမပေးနိုင်တော့ပြေဝစွာသူတို့ဝန်ဆောင်မှုတွေမပေးနိုင်တော့ဘူးတချို့ကင်ဆာရောဂါတွေကအသက်တွေဆုံးပါနေရတယ်လောင်စာဒီမလုံလောက်တဲ့ပြဿနာတွေဆေးဝါးမလုံလောက်တဲ့ပြဿနာတွေနဲ့ကြုံကြိုက်နေရတယ်အစ္စရေးစစ်တပ်ကဒီဂါဇာတခွင်မှာရှိနေတဲ့ကျောင်း95%ကိုသူဖျက်ဆီးပြီးသွားပြီဖြစ်တယ်ဒီဘုံကျဲတိုက်ခိုက်တာတွေရှိတဲ့ကျောင်းတွေမှာစစ်ဘေးရှောင်တွေရှိနေပါလျက်နဲ့ဒီအစ္စရေးကဘုံကျဲတိုက်ခိုက်မှုတွေကိုဒီပြောင်ပြောင်တင်းတင်းနဲ့သူကျူးလွန်လျက်ရှိနေတယ်လက်ရှိချိန်ထိတော့ဒီဂါဇာရဲ့အရေးခင်းကကျွန်တော်တို့အီဂျစ်မှာဟာမတ်စ်အဖွဲ့နဲ့ဒီတစ်ဖက်အစ္စရေးအဖွဲ့တွေကအီဂျစ်နိုင်ငံကိုင်လိုမြို့မှာသူဆွေးနွေးလျက်ရှိနေတယ်ဒီအမေရိကန်သမ္မတထရန့်ရဲ့အဆိုပြုချက်နဲ့ပတ်သက်ပြီးတော့အဲ့လိုဆွေးနွေးပွဲတွေရှိနေတော့ညာလဲဂါဇာဒေသတခွင်မှာအစ္စရေးကဘုံကျဲတိုက်ခိုက်မှုတွေကိုသူစင်စမပြတ်ပြုလုပ်လျက်ပဲရှိနေတယ်ဆွေးနွေးမှုရဲ့
ရလက်တွေကတော့လက်ရှိအချိန်ထိတော့ကျွန်တော်တို့မသိရသေးဘူးသတင်းတွေမှာလည်းထုတ်ပြန်လာခြင်းတွေမရှိတာကိုတွေ့ရတယ်